ကိုသုံးနေတဲ့ဖုန်းလေးတွေကိုဖြစ်နိုင်ရင်ကိုင်းပေါက်တာရိုက်ခွဲတာတွေမလုပ်ပါနဲ့နော်ပြန်ပြင်လို့ရတာတော့မှန်တယ်ပေါ့ဗျာဒါပေမဲ့လည်း original ပါလာတဲ့ပစ္စည်းတွေကိုသုံးရတာတော့ဘယ်လိုလုပ်စိတ်တိုင်းကြမှာလဲအဲဒါကြောင့်မလို့ဖြစ်နိုင်ရင်စိတ်တူတာပဲဖြစ်ဖြစ်ရမ်းဖြစ်တာပဲဖြစ်ဖြစ်ဂိမ်းစောနေစိတ်လုံးမကြတာဖြစ်ဖြစ်ရိုက်မခွဲပါနဲ့နော်ကိုင်းပေါက်ပါနဲ့တခြားတွေလုပ်ပလိုက်ပါအကောင်လေးရဆိုလို့ရှိရင်ကိုင်းပေါက်လိုက်တဲ့အတွက်ဒီမှာဒီ circuit ပြပေါ်က socket တစ်ခုကပဲ့ပြီးတော့စားပြီးဖြစ်သွားတယ်အဲ့ socket လေးရဆိုလို့ရှိရင်ဒီအောက်ချမ်းကအရေးကြီးတဲ့ဖုန်းအရေးကြီးတဲ့ဘိုင်းတွေကို connect လုပ်ပေးထားတာပေါ့ဗျာဒီမှာဆိုလို့ရှိရင်ပါရှိမလဲဆိုရင်ဖုန်းပြောတဲ့ခါတန်းဖမ်းပေးတဲ့ mic ပါမယ်အားသွင်းတဲ့အပိုင်းပါမယ် line ဆွဲရကောင်းမှုအတွက်ချိတ်ဆက်ပေးရတဲ့အပိုင်းတွေရှိမယ်ပေါ့ဗျာအဲ့ဒါကြောင့်မို့လို့ဒီ socket လေးကိုကျွန်တော်ပြန်ပြီးတော့လဲနေဖို့လိုတယ်စားပြီးဖြစ်လာတဲ့မှန်ကိုလည်းလဲနေဖို့လိုတယ်ပေါ့ဗျာဒါဆိုရင်ကျွန်တော်ဒီကောင်လေးကို5 page ကြည့်မယ်ပေါ့နော်5 page ကြည့်မယ်ပြန်ပြီးတော့သုံးလို့အဆင်ပြေမပြေပေါ့ဖြစ်နိုင်ရင်ဖုန်းတွေကိုရိုက်မခွဲပါနဲ့နော်ဖုန်းတွေဝဲထားတာကျွန်တော်ရိုက်ခွဲဖို့ကိုင်းပါဖို့မဟုတ်ပါဘူးရတဲ့နှမျိုးကိုကောင်းတယ်မလိုအပ်ဖဲနဲ့လည်းပတ်စံတွေကုန်ကြတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်